ဒီဥလေးကိုလေဘာဥမှမသိလို့ AI မှာဓာတ်ပုံရိုက်ပြီးသွားမေးကြည့်တော့မှသူက beetroot လို့ခေါ်ပါတယ်တဲ့အဲ့ဒါနဲ့ကျမလည်းbeetroot ဆိုနာမည်သိပြီပေါ့နော် AI ကလည်းမြန်မာနာမည်မသိဘူးနေမှာပေါ့နော်မြန်မာလို့တော့သူမပြောလာဘူးbeetroot ဆိုတာသိပြီဆိုတော့ကျမက YouTube ကနေပြီးတော့ဒါကိုဘယ်လိုချက်ကြတယ်လဲဘယ်လိုစားကြတယ်လဲဆိုတာကြည့်လိုက်တယ်ပေါ့နော် YouTube မှာတော့အမျိုးစုံချက်ကြတယ်ဒီဥစ္စာကိုချစ်တယ်ဒီ beetroot ကိုချစ်တယ်မုံလာဥနီချစ်တယ်ပန်းသီးကိုချစ်တယ်ပြီးလို့ရှိရင်တံမြာရည်လေးနဲ့တုပ်စားတာတွေ့တယ်တချို့ကလည်းကြက်သွန်နီကြက်သွန်ဖြူလေးနဲ့ရိုးရိုးရှင်းရှင်းကြော်တာရှိတယ်တချို့ကနို့လေးတွေထည့်ပြီးတော့ဖြော်ရည်ဖြော်တောက်တာလည်းတွေ့တယ်နောက်တစ်ယောက်ကကြတော့ဒီ beetroot ကိုယိုလောက်တာပါနော်ယိုလောက်ပြီးတော့ပါမုံနဲ့စားဖို့ယိုလောက်တယ်အဲ့ဒီလိုတွေးတဲ့အထဲမှာကျမကအတီးကနည်းနည်းလေးလဲဥကနည်းနည်းလေးလဲပြော့နေပြီဆိုတော့လေကျမယိုလောက်ဖို့ပဲစဉ်းစားလိုက်တာပေါ့နော်အခုယိုလောက်ဖို့ကိုအခွန်ခွာတယ်ပြီးလို့ရှိရင်အတုံးလေးတွေလှုပ်ပြီးတော့ရေနည်းနည်းလေးထည့်ပြီးတော့အရင်သူ့ကိုပြုတ်လိုက်ရတယ်ပေါ့နော်ရေအများကြီးမထည့်သေးဘူးရေနည်းနည်းလေးထည့်ပြီးတော့အရင်ဆုံးပြုတ်လိုက်10မိနစ်လောက်ပြုတ်လိုက်ပြီးလို့ရှိရင်ရပြီလားပေါ့နော်ဆိုမှကျမကနည်းနည်းကြည့်လိုက်တော့သူကနည်းနည်းလေးမာနေသေးတယ်အခါကျတော့ရေနွေးလေးနည်းနည်းပြန်ထည့်ရေနွေးလေးနည်းနည်းပြန်ထည့်ပြီးတော့နောက်ထပ်5မိနစ်လောက်ပြန်ပြုတ်လိုက်ပါတယ်ဒီ beetroot ကိုကျမအနေနဲ့ကတော့ပထမဦးဆုံးစားဖူးခြင်းဖြစ်တယ်အရင်ကတစ်ခါမှမစားဖူးဘူးမြင်တော့မြင်ဖူးသလိုလိုတော့ရှိတယ်ပေါ့နော်ဒါကပထမဦးဆုံးစားဖူးတာဖြစ်ပါတယ်နောက်ထပ်5မိနစ်လောက်ပြုတ်လိုက်ပြီးတော့ဥလေးကနည်းနည်းလေးဣလာတယ်ပေါ့နော်အဲ့ခါကျတော့အေးခံလိုက်တယ်အေးခံပြီးတော့လေအဲ့အပြုတ်လေးကိုတိုင်းစားကြည့်တာလေတော်တော်စားကောင်းတယ်ရှင်ခုနတော့ငါအခွန်ခွာနေရင်လည်းလေမပြုတ်ခင်အစိမ်းစားကြည့်တော့လေသူကကျွတ်လေးနဲ့လေအဲ့လိုလေးစားကောင်းပါတယ်ဒါပေမဲ့သွားကောင်းတဲ့လူမှဝါနိုင်မယ်သွားမကောင်းရင်တော့ဝါနိုင်မှာမဟုတ်ဘူးဒီလိုမျိုးပြုတ်လိုက်တဲ့အချိန်ကျတော့လေစားလို့တော်တော်ကောင်းတယ်အီလေးနဲ့ပေါ့နော်အရသာကလည်းသူကတအားတော့မချိုးရှက်နည်းနည်းလေးပေါ့တယ်အချိုအရသာပေါ့တယ်ပေါ့နော်အခုဒီအေးခံထားတဲ့ beetroot ကိုအေးလာတဲ့ချိန်ကျတော့ blender နဲ့ကြိတ်လိုက်တယ်ပြီးလို့ရှိရင်တကြားရယ်စားရယ်တံမြာဒီလေးရယ်အဲ့ဒါကိုယူထည့်ပြီးတော့ယူလုပ်မယ်ရှင်တကြားလေးကတော့စံချင်ခွက်နဲ့မပြည့်ဘူးပေါ့နော်မပြည့်ပဲနဲ့အဲ့လိုမျိုးတစ်ခွက်ထည့်တယ်ပြီးတော့စားလေးနည်းနည်းလေးထည့်လိုက်တယ်ပြီးတော့မွေလိုက်တယ်ပေါ့နော်ဒီအဥကိုလက်ဆောင်ရတာဖြစ်ပါတယ်အခုတကြံပိတ်ရဲ့တောင်ကြီးအမေအိမ်ကိုပြန်တော့လေအဲ့ဒီအမေအိမ်ရဲ့လမ်းနားမှာအတူတူနေတဲ့အိမ်နီးချင်းမိသားစုอ่ะပေါ့နော်အဲ့ဒီအိမ်ကကလေးတွေကအမေကိုလာကြတော့ရင်းနဲ့ဒီဥလေးကိုလည်းလက်ဆောင်ပေးတာဖြစ်ပါတယ်အစကမုံလာဥမုံအခွန်အနီနဲ့မုံလာဥထင်လို့ဘယ်လိုစားလဲဆိုတာကိုလည်းကျမတို့ကမမေးလိုက်ရဘူးအခုညောင်ရွှေကိုပြန်ရောက်တော့မှဒါမုံလာဥမဟုတ်ဆိုတာသိရပါတော့အဲ့နဲ့ဘယ်လိုစားမယ်မှမသိဘယ်လိုချက်လဲမသိဆိုတာနဲ့AI ကိုအရင်မေးလိုက်တာပေါ့နော် AI ကတော့ပြောတယ်ရိုးရိုးပြုတ်စားလဲရတယ်တဲ့ကြော်လဲရတယ်ပေါ့ဖြော်တောက်လဲရတယ်သူကအဲ့လိုမျိုးပြောတယ် AI ကYouTube မှာကြည့်လိုက်တော့ဒီယိုထိုးနည်းနဲ့ဆိုရင်ကိုယ့်အတွက်အဆင်ပြေနိုင်တယ်ဆိုပြီးတော့ယိုထိုးတာဖြစ်ပါတယ်ရှင်ရေလေးတွေကိုနည်းနည်းလေးခြောက်တဲ့အထိထိုးလိုက်ပါတယ်အချိုအရသာဘယ်လိုနေလဲဆိုတာမြည်ကြည့်တော့အဆင်ပြေနေပြီမို့လို့တကြားထပ်မထည့်တော့ဘူးတံမြာဒီတစ်လုံးလောက်ကိုအရင်ညှစ်ထည့်လိုက်တယ်
ယူဖြစ်ပြီးတော့လေတော်တော်လေးစားကောင်းတယ်သူကဟိုချောချောမွေ့မွေ့လေးနဲ့လေဟိုလိုမျိုးအမြင်ပါတဲ့အသီးမဟုတ်ဘူးလေသူကနနက်သီးဆိုရင်နနက်သီးယိုဆိုရင်အမြင်လေးတွေပါနေတာပေါ့နော်ဟိုစတော်ဘယ်ရီဒီယိုဆိုလို့ရှိရင်လည်းသူရဲ့အစိစိလေးပါနေတဲ့အတွက်သူ့လိုမျိုးမချောမွေ့ဘူးဒီ beetroot ကယူဖြစ်ပြီးတော့လေချောချောအီအီလေးအဲ့လိုလေးဖြစ်ပါတယ်စားလို့တော်တော်လေးကောင်းပါတယ်ရှင်အခုကျမတို့ကတော့ဟိုအကြာကြီးဟိုထားစရာမလိုခဏ2ရက်3ရက်ဆိုကုန်သွားမှာမို့လို့လေအကြောင်းရေတအားမချောက်တော့ပဲနဲ့ဒါပေမဲ့မီးပိတ်လိုက်ပြီပေါ့နော်အခုဒီဥစ္စာလေးကိုပါမုံလေးလည်းရှိနေတော့လေစမ်းပြီးမှစားကြည့်မယ်ပေါ့နော်ပထမတော့ပါမုံငယ်လေးယူပြီးတော့လေပါမုံဖဲ့ပြီးတော့နည်းနည်းလေးပဲစားကြည့်တာပါနောက်တော့လေအရန်ကြိုက်သွားတော့လေအဲ့နဲ့ပါမုံတစ်ချက်လောက်စားလို့မဝဘူးဖြစ်နေရနဲ့လေပါမုံတစ်ချက်လောက်ယူပြီးတော့ပြန်စားလိုက်ပါတယ်ရှင်နောက်ဆိုရင်တည်သွားပြီဒီဥလေးကစားကောင်းမှန်းတည်သွားပြီဟိုတွေးလို့ရှင်လဲဝယ်စားမယ်နောက်တစ်ခေါက်ကြောက်လို့ရှင်တော့လေကြော်စားကြည့်မယ်တုတ်စားကြည့်မယ်ပေါ့နော်ဒါလေးကတော့ယူလေးကိုအေးွားတဲ့ချိန်ကျတော့ပလင်းဘူးနာကိုထည့်သိမ်းလိုက်ပါတယ်ရှင်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်